ခိုင်နေရအသေးခွဲတဲ့လူမကြောက်တော့လို့ခေါ်တာအဲ့တော့ဟာတော့အခုဒီနေ့ဒီချိန်ခါနဲ့ပြောဗမာပြည်တပြည်လုံးမှာစစ်တေဖြစ်နေရခိုင်ပြည်နယ်မှာလည်းစစ်တေဖြစ်ဗမာပြည်တပြည်လုံးမှာစစ်တေဖြစ်နေတယ်ရခိုင်ပြည်နယ်မှာလည်းစစ်တေဖြစ်နေအဲ့ဒီလိုစစ်တေဖြစ်တဲ့ကြားထဲမှာရခိုင်ပြည်နယ်မှာရေပူကြီးတယ်ရခိုင်ပြည်သူတွေအခုဆိုလို့ရှိရင်တောက်ရရအစားခက်ခဲရှိတယ်ဆိုလို့ဖြစ်ကျွန်တော်ပြောရဲတယ်အေးဟာဗမာပြည်တပြည်လုံးမှာဒီတော်လိုင်းရေးမှာတနည်းတစ်ပုံနဲ့အကျိုးပြုနေတဲ့အဖွဲ့အေးဟာခင်ဗျရခိုင်ရဲဘော်တွေနေရာတိုင်းမှာရှိနေတယ်ဒီတော့သူတို့ကူညီနေတဲ့အချိန်မှာခင်ဗျအန်ယူဂျီတို့အဖွဲ့မျိုးကစာနာတောက်ထားမှုတော့အပန်းတော့မထွက်ဘူးဒီကောင်ကြီးတို့ပြောပြီးရေးဆိုလို့ရှိရင်နော်ဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီရခိုင်ပြည်နယ်မှာဒုက္ခရောက်နေတာကူညီဖို့မကူညီဖို့ထားအနည်းဆုံးတော့စာနာတဲ့အပန်းလေးထွက်ပြရမယ်ဒါကအစိုးရတရက်ဆိုတဲ့ကိစ္စကိုပြောပြရခိုင်ပြည်သူလူထုကိုကူညီဖို့ဆိုပြီးတော့ကိုယ်တိုင်မကူညီနိုင်ဘူးဆိုရင်အန်ယူဂျီကနေပြီးတော့ဒီရခိုင်ပြည်သူလူထုတွေကိုကူညီဖို့အတွက်ဆိုပြီးတော့နော်ရခိုင်ပြည်သူလူထုမှမဟုတ်ပါဘူးအကုန်လုံးကိုဒါကူညီဖို့ဆိုပြီးတော့ပြောပြရမယ့်အချိန်မှာအန်ယူဂျီကကိုယ်တိုင်ကမကူညီနိုင်ဘူးနှုတ်အားနဲ့လည်းမဆောင်ရှောက်နိုင်ဘူးလက်အားနဲ့လည်းမဆောင်ရှောက်နိုင်ဒီအချိန်မှာအခုရခိုင်နယ်ဘက်ကနေပြီးတော့ထွက်လာပြီငါတို့အရင်ငါတို့ပဲလုပ်ရအဲ့တော့စီရဲမှလည်းရခိုင်တွေကသူတို့ကိစ္စသူတို့လုပ်ရလူရဲလည်းသူတို့ကိစ္စသူတို့လုပ်ရမေရဲရှင်ရဲလည်းသူတို့ကိစ္စသူတို့လုပ်ရရခိုင်တွေသူ့လက်သူ့ချေသူ့ရနဲ့ဒီအကုန်လုံးကိုအားကိုပြီးတော့လုပ်တယ်ကိုယ့်အသက်ကိုပေးပြီးတော့လုပ်တယ်ကိုယ့်ဘဝကိုပေးပြီးတော့လုပ်တယ်အဲ့ဒီလိုလုပ်တဲ့အချိန်မှာသူတို့က confederate ယူခြင်းနဲ့ဆိုရင်လည်းဗမာတွေကနေပြီးတော့ဒါမဖြစ်သေးဘူးဗမာနိုင်ငံရေးသမားတွေကဒါမဖြစ်သေးဘူးခင်ဗျားတို့ပုံမှန်ကြီးပြောလို့ရှိရင်ခင်ဗျားတို့တိတ်ချက်ဘာမှအကူအညီမပေးနိုင်ဘူးခင်ဗျားတို့ပေးနိုင်တာဒုက္ခပဲရှိတယ်ခင်ဗျားတို့ဗမာအစိုးရအဆက်ဆက်ကဘိုးဘရင်တွေဖြစ်တယ်ကဘိုးတော်မောင်ဝိုင်းလက်ထက်တည်းကတော့ပါရဲ့ခင်ဗျားတို့ပေးနိုင်တာရခိုင်မှာဒုက္ခပဲရှိအဲ့ဒီဒုက္ခတွေကိုကြက်ကြန့်ခံပြီးတော့ရခိုင်တွေကသူ့အားသူကိုးပြီးတော့သူ့ဘဝသူတိဆောက်တဲ့အချိန်ကြတော့လေခင်ဗျားတို့တိဆောက်ခွင့်မပေးဘူးဒီတော့ခင်ဗျားတို့ကအနာပေါ်မှာအသေးကိုနေ့တိုင်းခွဲပြီးတော့မှခင်ဗျားတို့သနာပြရခိုင်တွေအသေးပွဲလို့ငိုပြခဲ့ဘူးပြီးတော့အခုရခိုင်တွေကအသေးပွဲလေငိုပြတဲ့အချိန်မဟုတ်ဘူးငါကြည့်ပြီးတော့ငါတို့ကြိတ်ခံရမယ်ဆိုတဲ့အတွေးခေါ်အယူဆရခိုင်တွေအကုန်လုံးပါရှိပြီးတော့ရခိုင်တွေကအသေးခွဲတဲ့လူမကြောက်တော့